ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကဘက်တီးရီးယားအကြောင်းကိုအရင်ပြောပါမယ်ဗီတာမင် K အကြောင်းပြောရင်ဒီဘက်တီးရီးယားတွေလည်းတွဲပြီးပါလာမှာမို့လို့ပါခင်ဗျာခန္ဓာကိုယ်ထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေဟာကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်ကိုရင်းစစ်တပ်တစ်ဖွဲ့အလွန်အရေးကြီးပါတယ်သူတို့ကိုဆေးပညာအရာကဖောလို့လည်းခေါ်ကြပါတယ်သူတို့ကခန္ဓာကိုယ်အတွက်ဘာတွေလုပ်ပေးလဲဆိုတာကိုအချက်လက်လိုက်ရှင်းပြပေးပါမယ်အကျိုးပြုဘက်တီးရီးယားတွေဟာကျွန်တော်တို့စားလိုက်တဲ့အစာအစာတွေအထူးသဖြင့်အမြင့်ဓာတ် fiber ကိုခြေဖြတ်ရမှာကူညီပေးပါတယ်သူတို့ကအာဟာရဓာတ်တွေကိုဥလန်းကြောင်းကနေပိုမိုကောင်းမွန်စွာစုပ်ယူနိုင်အောင်လဲလှုပ်ဆောင်ပေးပါတယ်ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးခြင်းဖြစ်လဲကူညီပါသေးတယ်သူတို့ဟာခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုနှိုးဆွပေးပြီးပြင်ပကနေဝင်ရောက်လာတဲ့အန္တရာယ်ရှိတဲ့ဘက်တီးရီးယားတွေမှိုတွေနဲ့ဗိုင်းရပ်စ်တွေကိုတိုက်ထုတ်ပေးပါတယ်ကိုရင်းစစ်တပ်လို့ပြောရတာကအဲ့ဒါကြောင့်ပါပဲဗီတာမင်များထုတ်လုပ်ပေးခြင်းမှာဆိုရင်ဥလန်းကြောင်းတွေကအချို့သောအကျိုးပြုဘက်တီးရီးယားတွေဟာကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင် K နဲ့ဗီတာမင် B12 တို့ကိုကိုယ်တိုင်ထုတ်လုပ်ပေးနိုင်ပါတယ်။စိတ်ကျန်းမာရေးနဲ့အုံနောက်မှာတော့ဥလန်းကြောင်းနဲ့အုံနောက်ဟာဆက်သွယ်နေတာမို့အကျိုးပြုဘက်တီးရီးယားတွေမျှတနေခြင်းကစိတ်ကြယောဂ depression လက္ခဏာတွေကိုသက်သာစေပြီးစိတ်ကြည်လင်စေတယ်လို့သုတေသနတွေကဆိုပါတယ်။သူတို့ကဥလန်းကြောင်းရဲ့အတွင်းမျက်နှာပြင်မှာအကာအကွယ်တစ်ခုတစ်ဖွဲ့နေရာယူထားလို့မကောင်းတဲ့ဘက်တီးရီးယားတွေလာရောက်အခြေမချနိုင်အောင်တားဆီးပေးပါတယ်။ဒါအပြင်ဥရောင်ရမ်းမှုကိုသက်သာစေပြီးကင်ဆာအန္တရာယ်ကိုလည်းလျှော့ချစေနိုင်ပါတယ်ခင်ဗျာ။ Probiotics နဲ့ Prebiotics ဆိုတာလည်းရှိပါသေးတယ်။ Probiotics ဒါကတော့ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့သက်ရှိဘက်တီးရီးယားတွေဖြစ်ပါတယ်။ဥပမာဒိန်ချင်ပဲပုတ်ချင်တွေပါ Prebiotic ဆိုတာကဘက်တီးရီးယားတွေရဲ့အစာပေါ့အကျိုးပြုဘက်တီးရီးယားလေးတွေရှင်သန်ပွားများဖို့အတွက်သူတို့စားတဲ့အစာကိုလည်းစားပေးဖို့လိုပါတယ်။ကြက်သွန်ဖြူကြက်သွန်နီငပြောသီးနဲ့အမြင့်တက်များတဲ့အသီးရွက်တွေက Prebiotics တွေဖြစ်ပါတယ်။အကျိုးပြုဘက်တီးရီးယားတွေရဲ့90%ကျော်ဟာဥမကြီးခေါင်းအားထဲမှာနေထိုင်ကြပါတယ်။ဒါကြောင့်ဥလန်းကြောင်းကိုသူတို့ရဲ့မြို့တော်လို့ခေါ်လို့ရပါတယ်။ပါဇက်ကလည်းဒုတိယအကြီးဆုံးနေရာပါပဲကျွန်တော်တို့ရဲ့သွားဖုံးရှာနဲ့ပါဇက်အတွင်းပိုင်းတွေမှာလည်းဘက်တီးရီးယားပေါင်းရာနဲ့ချီနေထိုင်ပါတယ်သူတို့ကသွားပိုးစားတာနဲ့ဂရင်းနက်ဆိုးတာတွေကိုကာကွယ်ပေးဖို့ကြိုးစားကြပါတယ်ဗျအရေပြားပေါ်မှာလည်းဘက်တီးရီးယားတွေနေထိုင်ကြပါတယ်သူတို့ကအပြင်ကလာတဲ့ယောဂပိုးတွေအရေပြားထဲမဝင်အောင်တိုင်းတစ်ခုလိုကာကွယ်ပေးထားတာပါအဆုတ်မှာဆိုရင်ရခင်ကအဆုတ်ထဲမှာဘာမှမရှိဘူးလို့ထင်ခဲ့ကြပေမဲ့အခုနောက်ပိုင်းမှာတော့အဆုတ်ထဲမှာလည်းကိုယ်ခံအားကိုကူညီပေးတဲ့ဘက်တီးရီးယားလေးတွေရှိနေကြောင်းတွေ့ရှိလာရပါပြီပုံတွေမှာတော့ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာဘလောက်အချိုးအစားရှိတယ်ဆိုတာကိုတစုတစည်းနဲ့မြင်နိုင်ပါတယ်ဗျကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဘက်တီးရီးယားအရေအတွက်ဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆဲအရေအတွက်ထက်တောင်ပိုများပါတယ်ဗျသူတို့နေထိုင်တဲ့နေရာတွေမှာကောင်းတဲ့သူနဲ့မကောင်းတဲ့သူအမြဲအားပြိုင်နေကြပါတယ်ကျွန်တော်တို့ကအသီးနှံနဲ့အမြင့်ဓာတ်တွေများများစားပေးမှကောင်းတဲ့ဘက်တီးရီးယားတွေကအနိုင်ရပြီးကျန်းမာမှာဖြစ်ပါတယ်ခင်ဗျာအကြံပြုချင်တာကပရိဇီဝဆေး antibiotics တွေကိုအလွန်ကျွံတောက်သုံးခြင်းကကောင်းတဲ့ဘက်တီးရီးယားတွေကိုပါသေစေနိုင်လို့သတိထားရပါမယ်အကျိုးပြုဘက်တီးရီးယားတွေများပြားနေစေဖို့အမြင့်ဓာတ်များတဲ့အသီးရွက်တွေနဲ့အချင်ဖောက်ထားတဲ့အစားအစာတွေကိုပုံမှန်စားပေးသင့်ပါတယ်ခင်ဗျာ